che tham cho yu to ko le pe a kwat li ko twa ro me no di a kwat li so le kha na ra ko nya ji tat ta si no ba lu dan chama kha cho le pho no cho yu ta chao ko le pi short pho lo pho khet khe so jo sa ji nya ba lak ka anaw ba ba lak ka yin ba pom lak ko de lu ba chaung twa me no okay a tat a yin shu thau ma nya le no nya le chao ko ma shu ba na khao nya le no okay shu thau hao bi one se jing bi ang ju sa ji ma shu thau two shu thau threeဆက်ပြတော့မယ်နော်ဟုတ်ကဲ့ရှူတွင်းရှူထုံးနဲ့တောက်ရှောင်းသွားပြီမယ်ကျမတို့တက်တာချင်တယ်ဟုတ်ပြန်ပြောကျမ်းမာချင်တယ်ပြန်ပြောနေကောင်းချင်တယ်တောက်ရှောက်သွားမယ်နော်ရှူတွင်းရှူထုံးနဲ့သွားမယ်၄ချိန်ပြီးတော့ရှူထုံးမယ်နော်ယောဂလေ့ကျင့်တာကျမတို့ရေရှည်သွားမှကျမတို့ပို့ပြီးကျမ်းမာလာပါနော်ရှူထုံး၅ချိန်ပြီးသွားပြီโอเคရှူထုံးရှူထော6ချိန်ပြီးသွားပြီရှူထောရှူထောโอเค9ချိန်ပို့ပြီးနေလို့ကောင်းလားဟုတ်ရှူထောရှူထောရှစ်โอเคရှူထောရှူထောokay shoe now so the khâu chú ra mẹ okay shoe thao okay bị mà phi chen sho no nhá chi ni lu kaung da ko khan sa ya le okay chao na phat ko ta khao su lai me no jaw yu ko pian pi yo sai san lai me ta ku lo la na phat ko shat lat ko palat tha me pi ma shoe pi yo le le to a paw le chit sat shoe thaoလက်ကိုအနောက်ကိုများလေးပို့ခါလေးဆက်အဲ့ဒီတိုင်းခဏလေးထိမ့်မယ်5 4 3 2 1 okay ဖြည်းချင်းရှောဒီနော်ဆိုဒီနေ့ကျမတို့ဒီလေ့ကျင့်တဲ့ခါလေ့ကျင့်တဲ့အကွက်ဆိုရင်ကျမတို့ပုံမှန်လေ့ကျင့်ပေးပါတရက်ကိုတစ်ချိန်နှစ်ချိန်လေ့ကျင့်လို့ရတယ်နော်ကျမတို့ဒီယောဂကိုအသေးစိတ်နော်ပို့ပြီးထိရောက်ဆိုရင်ကြတော့ကျွန်တော်တင်ခန်းစာလိုမျိုးเนาะတနားစာလိုမျိုးလေ့ကျင့်တာကြတော့ပို့ပြီးထီအောင်လို့ရှိပါတယ်ဆိုတော့ဒီလိုမျိုး